language ကိုတစ်နှစ်တက်ပြီးရုံနဲ့တိုကိုတိတ်ဗီဇာပြောင်းပြီးဂျပန်နိုင်ငံမှာအလုပ်လုပ်ရမယ်ဆိုရင်ရောစိတ်ဝင်စားလားနာဂါဆာကီမြို့မှာအကြောင်းတစ်နှစ်ပဲတက်ရုံနဲ့တိုကိုတိတ်ဗီဇာပြောင်းလို့ရပြီနော်စီယိုကြီးရောစိတ်ချရလားစီယိုကြီးကတော့စိတ်ချရပါတယ်။အပါရမီကရှောက်ခဲ့တဲ့ intake တိုင်းမှာစီယိုကြီး100ခိုင်နှုန်းရရှိတဲ့အကြောင်းဖြစ်ပြီးဂျပန်နိုင်ငံရဲ့လာဝကအတိမတ်ပြုထားတဲ့ Club 1အဆင့်အကြောင်းတစ်ကြောင်းဖြစ်ပါတယ်။အကြောင်းတစ်နှစ်ပြီးသွားရင်ရောဘယ်လိုတိုကိုတိတ်အမျိုးအစားတွေပြောင်းလို့ရလဲ။ပြောင်းလို့ရတဲ့တိုကိုတိတ်ဗီဇာအမျိုးအစားတွေကတော့စားတောက်ကုန်ထုတ်ခိုင်းကောဟိုတယ်အဆောက်အုံတန်ရှင်းတိုကိုတိတ်စားတောက်ဆိုင်မှာလဲပြီးတော့တိုကိုတိတ်အမျိုးအစား15မျိုးထိပြောင်းလဲလျှောက်ထားလို့ရပါတယ်နော်ဘယ်လိုလူတွေလျှောက်ထားတင်လဲအောင်းကိုတစ်နှစ်ပဲတက်ပြီးတိုကိုတိတ်ဗီဇာပြောင်းကပတ်စံရှာပြီးမိဘအောင်အမြန်ဆုံးထောက်ပံ့ခြင်းသူတွေအ4အောင်လက်မရှိသူစနစ်ဟောင်း10တန်းတို့မဟုတ်စနစ်တစ် G2 အောင်မြင်ထားသူဂျပန်နိုင်ငံနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အိမ်မက်တွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ခြင်းတဲ့လူတွေလာရောက်လျှောက်ထားလို့ရပါတယ်နော်အသေးစိတ်အချက်လက်တွေကိုဆက်သွယ်စုံစမ်းခြင်းရင်တော့39 4344 3913 39 9539614614တွေမှာ Viber ဖြစ်၎င်းဖုန်းလေး၎င်းဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်